တက်မတော်ကတော့ဘုံကျဲတာလုံးဝမဟုတ်ပါဘူးတက်မတော်ဘုံကျဲမှုလုံးဝမရှိပါဘူးကျွန်တော်အမှတ်ခံပါတယ်ဒါကျွန်တော်လည်းကျွန်တော်မှလည်းကျွန်တော်ယူကြီးနဲ့ကျွန်တော်လောက်တာပါကျွန်တော်တို့အကြမ်းဖက်သမားတွေမုန်းတယ်ဆိုအဲ့ဒါကြောင့်မုန်းတာလူငယ်လူရွယ်တို့ထိုးကျွေးတယ်ကိုယ်စံမိန်းမတို့ထိုးကျွေးတယ်နောက်ဆုံးကျွန်တော်တို့ဒီမှာကလေးငယ်တွေပဲထိုးကျွေးလိုက်တာအဖြူစိမ်းလေးကိုထိုးကျွေးလိုက်တာပန်းလေးများပွင့်တော့ဖူးတာဝင့်လို့ချီတယ်နေကြီးမှာရွှေကြီးတော့ငါတို့စာပေကြောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောင်းဒေါ်လာပြည်သူညကမောင်နှမများအားလုံးပဲမင်္ဂလာပါအမှန်တော့မင်္ဂလာမရှိဘူးပေါ့နော်ကဲဒီနေ့မှာဒီဘက်ရင်ကိစ္စနဲ့ပတ်သက်ပြီးတော့ကြော်စိုးကဘယ်လိုပြောထားလဲဆိုတော့ကျွန်တော်လည်းအရင်ကြည့်မယ်ဗျာနော်ပြီးတော့မှကျွန်တော်တို့စကားလေးပြောကြရအောင်နော်အားလုံးမင်္ဂလာပါဗျာကျွန်တော်ကြော်စိုးပါဒီနေ့ကမေလ12ရက်နေ့ပါအဲ့တော့ကျွန်တော်ဒီနေ့တရင်တစ်ပုဒ်ကိုကျွန်တော်တို့စိုးစိုးကတွေ့လိုက်ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီပဲရင်မြို့နယ်အိုးထင်းကွင်းအောင်မှာဖြစ်သွားတဲ့အခြေအနေအဲ့တော့ဒီရွာရဲ့ဒီနေရာကဒီဘုဒ္ဓလင်မြို့နယ်ဆိုင်ပြင်းကြီးနဲ့ကျွန်တော်ဒီပဲရင်ကြားမှာတည်ရှိတယ်ဒီဗျူဟာလမ်းမကြီးရဲ့ဘေးနဲ့တော်တော်လှမ်းတယ်ပေါ့ဗျာတော်တော်လှမ်းတယ်ဒီပဲရင်နဲ့လည်းတော်တော်လှမ်းပါတယ်ဒီကောက်ကကျွန်တော်ဒီဘုဒ္ဓလင်မြို့နယ်ဒီဆိုင်ပြင်းကြီးရွာနဲ့ဆိုင်ပြင်းရွာကြီးပေါ့ဗျာရွာကြီးပါတောက်လို့သိပါတယ်အဲဒီဆိုင်ပြင်းကြီးနဲ့ကျွန်တော်တို့ဒီပဲရင်ရဲ့ကြားပေါ့ကြားတော့မှကျွန်တော်အတွင်းတော့တော်ရောက်ပါတယ်လမ်းမရဲ့အောက်ထက်ကိုတော်တော်ရောက်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီစာတင်ကျောင်းကိုတက်ကဘုံကျဲလို့ကလေးငယ်တွေများစွာသေးတယ်ဆိုပြီးတော့အကြမ်းဖက်မီဒီယာစစ်သွေးကြမီဒီယာတွေပါတော့တော်တော်လေးရေးသားတွေ့ရပါတယ်ကျွန်တော်တို့နောက်ဆုံးအဲ့ဒီချေးရွာမှာဖြစ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နာမည်တော့ထည့်မပြောတော့ပါဘူးကျွန်တော်ပြောရင်သူရဲ့အသက်အန္တရာယ်ဆက်ဆက်တဲ့အခြေအနေရှိနိုင်တဲ့အတွက်ကြောင့်ဟုတ်တာဟုတ်အဲ့ဒီရွာမှာကအကြမ်းဖက်သမားတွေကဒီစာတင်ကျောင်းရှိတယ်စာတင်ကျောင်းရဲ့တခန်းထဲမှာကသူတို့ဒီလက်နက်ခဲယမ်းတွေထည့်ထားတယ်မိုင်းတို့ကျွန်တော်တို့ဒီလက်လုံမိုင်းတွေထည့်ထားတယ်လက်လုံမိုင်းတွေထည့်ထားတယ်တစ်ဖက်မှာကဒီလက်လုံမိုင်းတဲ့တစ်ဖက်မှာကကျွန်တော်တို့ဒီသူတို့စာတင်ကျောင်းတွေဖွင့်တာဝဲသူတို့သဘောပေါ့အဲ့တော့တစ်ဖက်ကဒီခဲယမ်းတိုက်ကပေါက်သွားတာခဲယမ်းတိုက်ပေါက်သွားတယ်ပြီးရင်တစ်ဖက်မှာကျခဲယမ်းတိုက်ပေါက်သွားတယ်အဲ့ဒီခဲယမ်းတိုက်ရဲ့ပေါက်ရဲ့တက်ရောက်မှုကကျွန်တော်ကလေးတွေကျွန်တော်ထိခိုက်ပြီးတော့သေဆုံးနိုင်ဖြစ်သွားတာလက်ရှိကျွန်တော်ဒီနာဆာကအစိုးရနဲ့ဒီနိုင်ငံတကာဘယ်လောက်ထိဖောက်ကြလဲဖာကြချက်ကတော့တကယ်ဒီလိုကောင်းနေဘယ်လိုဖာကြရမလဲပဲစဉ်းစားကြလားခဲယမ်းထားတဲ့တိုက်ကတွတ်တူအော်တိုပေါက်တာတယ်စဉ်းစားကြည့်ဦးတော်တော်လေးကိုလေမင်းတို့ကောင်းနေတယ်မှာတော်တော်လေးကိုမင်းလေးတွေတက်မလားငါစစ်ကောင်ရဲ့စစ်ကြောရေးမှာနှစ်ခါခေါ်ထုတ်ပြီးတော့မင်းနဲ့စောက်ချိုးလို့လုံးဝပြောင်းသွားဟလားမင်းနည်းနည်းမအောင်မင်းဟိုနေမဖြစ်တော့ဘောအတကုံမတော့ရှယ်မတော့ကုံမေကိုလုံးအလုံးမာသားမျိုးတွေတချမ်းတော့ကြည့်ဒီတန်တမန်ကြီးကအရင်ဆိုနေဒီကကတ်တွေရှိလာတယ်နေဒီကကတ်တွေရှိလာတဲ့အခါမှာဒီအကြမ်းဖက်သမားတွေကဒီအရာကိုပုံဖြတ်ဖို့အတွက်ကျွန်တော်တို့ဒါသူတို့အချမ်းစီကောင်းတဲ့ဒီစာတင်ကျောင်းတွေကိုမိုင်းတွေထည့်ပြီးတော့ကျွန်တော်တို့ကလေးတွေလာတဲ့ချိန်မှာမိုင်းခွဲတာလည်းဖြစ်နိုင်တယ်တက်မလို့ကတော့ဒီကနေ့ဒီဘဲကိုဘုံကျဲတာလုံးဝမရှိဘူးတက်မလို့လုံးဝဘုံကျဲတာလုံးဝမရှိဘူးအဲ့တော့အကြမ်းဖက်သမားတွေတိတ်ကိုရှုံးပါတယ်တနေ့ကထိုးကျွလိုက်တော့ဗျာထိုးကျွလိုက်တော့နာဆာကနဲ့ဒီနိုင်ငံတကာမိမိစပ်ပတ်ကိုထိုးကျွရမှာကြီးစမှုတွေရှိတယ်အတွေ့အကြုံမှုတွေရှိတဲ့ခါကျတော့ဒါအောင်သူတို့ကဒီမှာဒီနာဆာကဒီလိုအကြမ်းဖက်ပါတယ်ဆိုတာသူကသိအောင်ကလေးတွေထိုးကျွလိုက်တာရွေချက်ရှိလုပ်လိုက်တာစာတင်ကျောင်းထဲမှာသူတို့မိုင်းတွေရှိတယ်သူတို့မိုင်းတွေရှိရအောင်သူတို့ကတစ်ဖက်မှာကျွန်တော်တို့ပေါက်ကွဲတော့ဗျာမိုင်းကပေါက်ကွဲတော့သူတို့ကိုယ်တိုင်ပေါက်ကွဲတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဒါဒီဂျာတိဟုအပူချိန်ရောက်ပဲအားလုံးသိပါတယ်ခရမ်းထားရင်သူကတတ်မှတ်တဲ့အပူချိန်နဲ့တတ်မှတ်တဲ့အနေထားမှာပဲထားရတာသူတို့ကဒီခရမ်းတွေကိုကျွန်တော်ဖြစ်လို့ပဲသူ့ရဲ့ခရမ်းကကျွန်တော်သူ့ရဲ့အနီးအောက်မှာထားလို့မရအောင်ကျောင်းနဲ့ကျွန်တော်မြေပြင်ထဲကကင်းလို့မရဘလောက်မှမရှိဘူးဒီစကိုင်းနေသားကြီးအပူချိန်အားလုံးသိတဲ့အတိုင်းအရန်ကိုပူတယ်ကျွန်တော်တို့နေဘက်မှာဆိုပူချိန်ကကျွန်တော်40ကျော်တယ်40ဒီဆက်ဆက်ကျော်တယ်ကျော်တဲ့အခါကျတော့ဒီသူ့ရဲ့အပူချိန်နဲ့သူတို့ထားရဲ့ခရမ်းရဲ့ထားတဲ့ပုံထားတဲ့နေရာနဲ့ကတ်သွားတဲ့အခါကျတော့ကျွန်တော်တို့ဒီပေါက်ကွဲသွားတာပေါ့ပေါက်ကွဲပြီးဖြစ်သွားတာအဲ့မှာကျွန်တော်ဒီကျောင်းရဲ့အဆောက်အဦကြည့်လိုက်ပါအပေါ်ကနေပြီးတော့အောက်ကိုကျလာတဲ့အစတွေမဟုတ်ဘူးဒီအောက်ကနေပြီးတော့ထားတဲ့နေရာတွေအပေါ်ပြတ်တက်သွားတယ်ဒီပေါက်ကွဲသွားတဲ့အခြေအနေအဲ့လိုအခြေအနေဖြစ်တယ်ဗျအဓိကကကျွန်တော်တို့အကြမ်းဖက်သမားတိတ်ကိုရှုံးမှလို့အားကြီးတယ်တနည်းအားဖြင့်အလူကြီးအရန်ရှုံးမှလို့အားကြီးတယ်ကိုယ့်ရဲ့နိုင်ငံရေးအာဏာအတွက်ကျွန်တော်ကလေးငယ်တွေကိုကျွန်တော်ချမကျွေးသင့်ဘူးဗျာကလေးငယ်တွေခင်ဗျားတို့ကဖုန်းယူတယ်ခင်ဗျားတို့ချနေတယ်ဆရာဆရာမတွေလည်းချနေတယ်ခင်ဗျားတို့လူတိုင်းချနေတယ်နောက်ဆုံးခင်ဗျာဖုန်းယူလည်းချနေတယ်ဆရာမတွေကိုလည်းချနေတယ်ဆိုတော့မင်းဘယ်နာမှာဘယ်လိုချနေတယ်ဘယ်တက်တည်နေပြန်လှုပ်စမ်းမအောင်မင်းတို့တခုစစ်ကောင်စီကလုံးလိုက်ပြီးလေးနဲ့ဘုံကျလို့ပြည်သူလူထုတေးပြီးဆိုရင်မင်းတို့တွေကဒီတရင်အမားတွေကိုစိတ်ခတ်နေတာပါဝါရမိုင်းဖြတ်နေရပါဆိုမင်းတို့စော့ပတ်တွေကအော်ပြီးမင်းတို့ဟောင်းပြီးအော်ပြီးပြီးလို့ရှိရင်ဟုတ်လားဆိုတော့မဟုတ်ဘူးမင်းတို့စောက်ချက်တီးလည်းတစ်စက်မှမရှိဘူးတလားပြီးလို့ရှိရင်ပေါ်လာပဲအမှန်တရပေါ်လာမင်းတို့စောက်ချက်တီးလုံးဝမရှိဘူးမင်းတို့ဘောမကြီးစောက်ချက်လीလုံးဝမရှိရတလား
ဘလို့မှမင်းတို့တည်င်းတစ်ခုတက်လာပြီဆိုမင်းတို့ကတမရင်တက်မလားမဟုတ်ဘူးဆိုတော့ကြောင့်မင်းတို့ဖင်ပိတ်ညင်မို့လိုင်းမို့တက်လာကာနဲ့ဟောပြီးလို့ချင်းတရက်နှစ်ရက်နေတည်င်းမှန်ပေါ်လိုက်ဆိုမင်းတို့စောက်မျက်နာတွေမင်းတို့စောက်ခွက်တွေတည်းတကယ်အကုသို့များလုံးပါတယ်ကွာငါလုံးမှကိုမီကိုလိုးများတွေ ကလေးတွေကိုဝင်တယ်ရတဲ့ချနေတာခင်ဗျားကြည့်လိုက်ပါကလေးတွေဟာမမေလာမှာကြောင်းတက်မယ်တို့စစ်ကောင်စီကမှကြောင်းမတက်ဘူးခင်ဗျားတို့ဆိုင်ဖို့ထောင်ခဲ့ကြတာပဲဒီကနေ့ဒီလုံနေတော့ခင်ဗျားတို့ဒီကနေ့လုံလို့နိုင်ကလေးတွေနိုင်ငံတော်အသုံးချတာခင်ဗျားတို့ပဲရှိတယ်အားစားကဒီမှာတနည်းအားဖြင့်ကျွန်တော်ဒီတက်မလို့ရဲ့အရေးအော်တော့မှရှိနေတဲ့ပြည်သူတွေကလေးငယ်တွေဆိုင်ဖို့ကင်ပြီးတော့ဘယ်သူမှမထောက်ဘူးဒီအရာတွေဘယ်မှာဖြစ်လဲဆိုရင်ဒီစစ်သွေးကြွအုပ်စုတွေသူတို့လှုပ်ရှားခွင့်ရနေတဲ့နေရာမှာဒီလိုဖြစ်နေဖြစ်တယ်ကျွန်တော်ဒီဘိန်းအချိန်နဲ့ပတ်သက်ကျွန်တော်တို့တည်ဆိုးသွားတဲ့ကလေးငယ်တွေအတွက်ကျွန်တော်များစွာစိတ်မကောင်းဖြစ်ရပါတယ်။အားလုံးစိတ်မကောင်းဖြစ်ရပါတယ်ဒီကလေးငယ်တွေကကျွန်တော်တို့ရဲ့အတိုင်းပြည်အနာဂတ်တွေဖြစ်တယ်ကျွန်တော်တို့သားသမီးရွယ်ပါကျွန်တော်တို့ဒီပုံလေးကြည့်ရကျွန်တော်တို့အရန်ကိုစိတ်ထိခိုက်ရပါတယ်။စိတ်ထိခိုက်ရပါကျွန်တော်ဒါလေးတွေကျွန်တော်သားလေးတွေကျွန်တော်သားသမီးတွေလို့ကျွန်တော်ခံစားရပါတယ်။တကယ်ဖြစ်စဉ်ကတော့အကြမ်းဖက်သမားတွေကသူတို့ရဲ့နိုင်ငံရေးအာဏာအတွက်ကလေးတွေကိုထိုးချလိုက်တာဗျာ။ထိုးချလိုက်တာအဲ့တော့အရေးရက်တွေကဒီလက်ရှိဖြစ်သွားတဲ့ဒီရွာမှာကျွန်တော်တို့အကြောင်းဖွင့်တာမရှိဘူးကျောင်းဝင်တာမရှိတော့လည်းပဲဒီအကြမ်းဖက်သမားတွေကဒီလူဟာကိုချိန်ခိုင်းလုပ်ချင်တဲ့အတွက်သူထိုးကျွလိုက်တာငါတို့မတက်မနေရမျိုးကျောင်းလာမယ်တစ်ဖက်မှာသူတို့ခဲရနေပုံထားတယ်ခဲရနေပုံပြီးတော့သူတို့ဒါရွေချက်ရှိဖောက်ခွဲတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကျွန်တော်ကလေးတွေလာတဲ့အချိန်မှာကျွန်တော်အပူချိန်ကြောင်းဖောက်ခွဲတာလည်းဖြစ်နိုင်ပါတယ်တက်မတော်ကတော့ဘုံကျက်တာလုံးဝမဟုတ်ပါဘူးတက်မတော်ဘုံကျက်မှုလုံးဝမရှိပါဘူးကျွန်တော်အမှတ်ခံပါတယ်ဒါကျွန်တော်လည်းကျွန်တော်မှလည်းကျွန်တော်ယူကြီးနဲ့ကျွန်တော်လောက်တာပါကျွန်တော်တို့အကြမ်းဖက်သမားတွေမုန်းတယ်ဆိုအဲ့ဒါကြောင့်မုန်းတာလူငယ်လူရွယ်တွေထိုးကျွတယ်ကိုယ်တိုင်ပဲထိုးကျွတယ်နောက်ဆုံးကျွန်တော်တို့ဒီမှာကလေးငယ်တွေပဲထိုးကျွလိုက်တာအဖြူစိမ်းလေးကိုထိုးကျွလိုက်တာနိုင်ငံတော်ချပြကြတာဒီကနာဆာကနဲ့နိုင်ငံတော်ဖွဲ့တွေတန်တမန်ဒီစမှုတွေရင်းနှီးမှုတွေတို့မကြိုက်ဘူးဘာကြောင့်လဲဆိုတော့နာဆာကဥက္ကဋ္ဌကပြီးခဲ့တဲ့ရက်ကကျွန်တော်ရုရှားနဲ့ပြန်လာတယ်အဲ့ရုရှားနိုင်ငံမှာကျွန်တော်တို့ဒီတရုတ်သမ္မတပူတင်နဲ့တွေ့တယ်တွေ့လို့ကျွန်တော်မြန်မာနိုင်ငံရဲ့အခြေအနေတွေငြိမ်းချမ်းအခြေအနေပြီးရွေးကောက်ပွဲဆိုင်ရာအခြေအနေတွေဆွေးနွေးခဲ့တယ်အဲ့ဒီအားကိုပြချင်တော့မပေါင်းနဲ့ဒီမှာပြည်သူတွေလုံးနေဆိုတဲ့အားကိုလောက်တာတိတ်ရက်ဆက်လို့အာကြီးအန်ယူဂျီကလေးတွေခင်ဗျာထိုးမကျွပါနဲ့ထိုးမကျွကြပါနဲ့ခင်ဗျာကြောင့်ဘောပြတ်သွားတဲ့ပြည်သူတွေအများကြီးပဲကလေးတွေအများကြီးပဲစောက်ယူအများကြီးပဲခင်ဗျားတို့ရုံးမှရက်ဆက်တယ်လို့မရှိဘူးတိတ်ကိုရက်ဆက်လို့အာကြီးတယ်ခင်ဗျားတို့မှတကယ်ခင်ဗျာအကြမ်းဖက်အာဏာရှင်ခင်ဗျားတို့ကြောက်ကြဆုံးရလိမ့်မယ်ခင်ဗျားပေးစားလိမ့်မယ်ခင်ဗျားအကိစ္စတွေရက်ဆက်ခင်ဗျားပေးစားလိမ့်မယ်အားလုံးကျေးဇူးတင်ပါဗျာဒီကောင်ဒီထဲမှာပြောပါကြိုင်အကြမ်းဖက်တဲ့ခင်ဗျားတို့ကြာဆုံးလိမ့်မယ်အကြမ်းဖက်တွေအကြာဆုံးလိမ့်မယ်ဆိုတော့ကျွန်တော်ဒေါ်လာကြီးဖတ်ဖို့ချမ်းအဲ့တော့ဘယ်သူကအကြမ်းဖက်လဲဘယ်သူကရုံမာလဲဆိုတော့မင်းတို့စောက်ချက်ရှိရဆိုရင်လေမင်းတို့မှာစောက်ချက်နည်းနည်းလေးရှိရဆိုရင်တော့မင်းတို့လက်သေးလို့ရပြီကိုငါတို့ဆိုသေးပြီမင်းတို့ညမှာဆိုတဲ့ငါတို့ပြောခဲ့တဲ့စကားမဟုတ်မှန်ခဲ့ဘူးဆိုရင်ငါတို့လက်သေးဟုတ်လားဘာဖြစ်လို့လဲဆိုတော့မင်းတို့အခုဒီဘဲရင်ကိစ္စမင်းတို့စစ်ကောင်စီကဘုံကျဲရလားမကျဲဘူးလားပြည်သူလူထုကဘယ်ဘက်ကရှိလဲမင်းတို့ယုံကြည်ရှိလားဒီတော်လိုင်းရေးကိုယုံကြည်ရှိလားဆိုတော့မင်းတို့ခက်တဲ့အောက်ကိုသွားကြည့်တည်င်းမီဒီယာတွေအောက်ကိုသွားကြည့်ကွာအများကြီးမပြောနဲ့တည်င်းမီဒီယာတွေအောက်မှာဘလို့တွေမှန်ထားလဲဆိုတော့မင်းတို့ကြည့်ပြီးလို့ရှိရင်မင်းတို့နားတွေမျက်လုံးတွေကိုစွန့်ထားနော်မင်းတို့ဘောမဖို့ပဲမစင်စားနဲ့ဟာလားဘောမဖို့တိတတ်မယ်မင်းတို့မစင်စားမင်းတို့ကောင်းတယ်မဟုတ်လားမင်းတို့စစ်ကောင်စီကလုတ်ပြီးစစ်ကောင်စီကဘုံကျဲပြီးစစ်ကောင်စီကပြည်သူလူထုကိုတက်ဖြတ်ပြီးဆိုမင်းတို့တက်လာပြီးလိုင်းပေါ်ကာမဟုတ်ဘူးမင်းအာမခံမင်းကဘာအာမခံတာလဲစစ်ကောင်စီကဘုံကျဲမဟုတ်ဆိုမင်းကအာမခံတယ်ဆိုမင်းကဘယ်ဆောက်ခေါင်းနဲ့နေအာမခံတာလဲဟမ်တနေ့လင်းနဲ့ဘုံကျဲတော့မင်းသိလားဟမ်ဟိုလွန်ခဲ့2ရက်3ရက်လောက်တောင်လဲဟုတ်လားဒီကြည်တော့ပေါက်ဒီမှာလဲဘုံကျဲတယ်ဇေယျကွင်းမှာလဲဘုံကျဲတယ်ဟုတ်လားမင်းတို့ပြည်သူလူထုရဲ့ရှိရနေအောင်တက်မှတ်ဘုံလိုက်ကျင်းတာမင်းတို့တမန်တွေကပြောလို့ရှိရင်မင်းတို့ကမျိုးတွေရွာတွေကိုဖျက်ဆီးတယ်တော်လိုင်းရေးကမင်းတို့တော်လိုင်းရမျိုးတွေကိုဖျက်တဲ့တော်လိုင်းရေးဆိုအမှန်ကမင်းတို့ကတော်လိုင်းရေးမဟုတ်ဘူးမင်းတို့ကဟိုမျိုးတော်လိုင်းရမျိုးတွေရွာတွေကိုဖျက်တာမဟုတ်မင်းတို့ကမျိုးတွေရွာတွေကိုဖျက်တာဘာဖြစ်လို့သိလားမင်းတို့ကလိန်နဲ့ဘုံကျဲတယ်လူရှိ PDF ရှိမရှိမင်းတို့ဘုံကျဲ PDF ရှိလို့ကျဲရင်မပြောဘူးကွာတဲ့မလားစစ်ဖြစ်နေရမလို့သူနဲ့ကိုနဲ့တိုက်နေရမလို့မင်းတို့ဘာမှဆိုင်ညာမဆိုင်ပြည်သူလူထုတွေရှိရနေတယ်လိုက်ပြီးဘုံကျဲတယ်ပြည်သူလူထုတွေကိုအိုးမဲ့အိမ်မဲ့ဖြစ်အောင်မင်းတို့လုပ်တယ်ပြည်သူလူထုတွေရဲ့စားဝတ်နေရေးအခက်ခဲကြက်တဲတွေကြောင့်မင်းတို့ဘာတစ်ခုမှမဖြေရှင်းပေးဘူးဟာလားမင်းတို့စားဖို့နေရေးလောက်ပဲမင်းတို့ဖြည့်ရှင်းတယ်မင်းတို့ဘောမယုံတစ်ခုလောက်ကလွယ်မင်းတို့ကျန်တာမင်းတို့ကောင်းတယ်မှာဘာမှမရှိဘူးမင်းတို့ကောင်းတယ်မှာချီးပဲရှိတာနော်အဲ့တော့ငါစိတ်တူလို့ပြောလိုက်ငါဆဲတတ်တယ်နော်ငါဆဲလို့ရှိရင်ငါရိုင်းနေဖြုံမစောစေးစီအာကုတူလည်းများတယ်မင်းတို့ကောင်းတယ်မှာကမင်းတို့စစ်တပ်ကဓာတ်လှုပ်လိုက်ပြီမလားပြည်သူလူထုမကြိုက်တဲ့အရာလှုပ်လိုက်ပါမင်းတို့အားဆိုမင်းတို့ကောင်းတယ်မှာပြောဖို့ကတစ်ခုပဲရှိတယ်ဒါစစ်တပ်လှုပ်တာမဟုတ်ပါဘူးဆိုပြီးတော့ကျွန်တော်အာမခံမှာကျမအာမခံမင်းတို့ဘာအာမခံတာလဲမင်းတို့ဘယ်စောက်ကောင်းနေအာမခံတာလဲဟမ်
မင်းတို့ပြေမြေပြင်နဲ့မင်းတို့မစင်ဘူးမင်းတို့ online ကနေပြီးတော့တင်မှာသတင်းတွေရှာပြီးလို့ရှိရင်ဥတရရှောက်ပြောပါတဲ့ရှိရတယ်နော်အနောက်မှာအဲ့တော့ဒီဘင်းနဲ့ဒီဘင်းကိစ္စနဲ့ပတ်သက်ပြီးတော့အနောက်မှာ CDN ဆရာမဒေါ်ရဒီအောင်ပြောဆိုထားတဲ့ဗီဒီယိုဖိုင်လေးကိုတစ်ချက်လောက်တူတူကြည့်မယ်နော်ပန်းလေးများပွင့်တော့ဖူးတာဝင့်လို့ချီတယ်နေကြီးမှာရွှေရီလောင်းငါတို့စာတင်ကြောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောင်းဟောဒီမှာတွေးဆွနေတဲ့အဝတ်တွေဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတော့မယ်ကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပည့်မြို့နယ်အိုးထိန်တွင်းကျေးရွာမှာမနက်10:00နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစာသင်နေတဲ့ကလေးတွေထဲကအနည်းဆုံး10ယောက်သေဆုံးတယ်။ဆရာဆရာမဦးရလည်း2ယောက်သေဆုံးသွားတယ်။ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်တွေကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူး။အများကြီးပဲ။စာသင်နေမတက်မှာကိုပဲထိခိုက်ဒဏ်ရာမှုတွေရရှိတာ။ကျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအညှိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျမတို့ကတွန့်တင်ဆုံးပါတယ်ဒါပေမဲ့ဒီနေ့စစ်ကောင်စီလှုပ်သွားတဲ့လုံရက်ကကလေးတွေရဲ့နှလုံးသားထဲမှာရောအုံနောက်ထဲမှာအမုန်းတွေအညှိုးတွေအာဃာတတွေဝင်သွားပြီဆက်မှုရုံမှမှုအောက်တန်းကြမှုတွေအားလုံးကကလေးတွေရဲ့စိတ်ထဲမှာနှလုံးသားထဲမှာဆွဲထင်သွားပြီနိုင်ငံတကာကကိုညီတိုင်းတဲ့လူတွေရောကျမတို့ကလေးတွေဘလောက်ထိတေမဘလောက်ထိဆုံရှုံးမှအတန်ထွက်ပြီးပြောပေးကြမှာလေအားလုံးနားတွေမကြားကြတော့ဘူးလားကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ Save our children ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါဦးလူအခွင့်အရေးလို့ပြောနေတယ်အခုလို့ဒီလိုဖြစ်တယ်ကလေးတွေတေးကြည့်တယ်စာတင်ကြောင်းတွေပျက်စီးအဲ့ဒါကောအလုပ်လူအခွင့်အရေးကိုချိုးဖောက်တာမဟုတ်ဘူးလားကျမတို့မငိုဘူးတင်းထားမယ်ဘာဖြစ်လို့မငိုရလဲကျမတို့ရှစ်ဆက်လို့ရမယ်အလုပ်တွေအများကြီးရှိဒီလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူးဒီဟာတွေအတွက်ထိုက်တန်တဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျမတို့စူးစမ်းမယ်ဒီပြစ်မှုကိုကျူးလွန်ထားတဲ့ကျူးလွန်တဲ့သူတွေအားလုံးကောင်းမွန်တဲ့ပညာသင်ကြားရေးမရပါစေနဲ့မိသားစုတွေဘယ်တော့မှချမ်းချမ်းသာသာမနေရပါစေနဲ့ဒီကလေးတွေကြုံတယ်လို့ဒီမိသားစုတွေကြုံတယ်လို့သူတို့လည်းထပ်တူထပ်မြခံစားပါစေလို့ကျမကတော့ကြိတ်ဆိုလိုက်တယ်ကျမပြုတ်သမျှကုသိုလ်တွေအားလုံးကိုတိုင်တယ်ပြီးကြိတ်ဆိုလိုက်တယ်ထပ်တူအကျိုးကိုခံစားကြပါစေကျမကတော့အပါဝင်တခြားလူတွေအတွက်ကတော့တော်လှန်ရေးမအောင်မချေဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေကိုအပီးတိုင်အဆုံးသတ်နိုင်ဖို့အတွက်စစ်အာဏာရှင်စနစ်ကြာဆုံးဖို့အတွက်ကျမတို့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါမယ်မချေတို့တာပါရှင်တတိကမှတ်တမ်းပါအထဲတွေကတဲ့ခုံတွေကအလောင်းတွေကိုကောက်တဲ့အခါကျတော့ထုတ်ရတာမလွယ်လို့ဆိုပြီးခုံတွေအကုန်လုံးအပြင်ကိုထုတ်လိုက်တာအေးချမ်းချမ်းစာတင်နေတဲ့အနေထားနေရုပ်ချင်းဒီလိုဖြစ်သွားမယ်လို့သူတို့ဘယ်ထင်ကြမှာလဲသွေးစွန်းနေတဲ့ဖက်နှက်ကလေးရယ်လက်တန်းလေးရယ်ခေါင်းကဥကွန်လေးရယ်ဒါဥကွန်ရိုးလေးတွေပါဒါစပင်ချီလေးတွေပါတော့ကြီးကစကိုင်းငလျင်ဘေးကြောင့်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုအားပေးကူညီတဲ့အတွက်ဒီဘက်ကိုရောက်နေတာရောက်နေရင်းနဲ့အပြန်ခရီးကိုသွားနေတော့မှဒီသတင်းကြားလို့ဒီလိုအမြန်ဝင်ပြီးတော့ပြေးလာခဲ့တာစစ်ကောင်စီဘက်ကပြောတယ်လို့ကိုဟာရှိတယ်ဒါရှိတယ်ဘာမှမရှိဘူးလုံးဝကလေးသူငယ်တီးတန့်စာတင်နေတဲ့နေရာဖြစ်ပါတယ်ကျမတို့အတွက်တရားမျှတမှုဒါကတော့စီရန်ဆီယာမဒေါ်ရည်အောင်ပေါ့နော်ဒေါ်ရည်အောင်ပြောဆိုထားတဲ့ဗီဒီယိုဖိုင်လေးပေါ့နော်ဘ
ယ်လောက်ထိရင်နာဖို့ကောင်းလဲကျွန်တော်တို့ဘူမတိကိုမတိဘာမှနားမလဲသေးတဲ့ကလေးလေးတွေဗျာတင်မလားဒီနိုင်ငံရေးဆိုတာဘာလဲစိတ်ရေးဆိုတာဘာလဲတော်လှန်ရေးဆိုတာဘာလဲသူတို့ဘာမှသိသေးတာမဟုတ်သူတို့စိတ်ထဲမှာစားမယ်တောက်မယ်အိမ်မယ်စော့မယ်ဒီလောက်ပဲသိသေးတာဒီလိုဘာမှနားမယ်မတိနားမလဲတဲ့ကလေးလေးတွေရှိရနေအောင်မှာဘုံတိတန့်ရွေးချတာဆိုတော့တော်တော်လေးကိုအောက်တန်းကြတဲ့လို့ရပဲဗျာနော်ဘာမှပြောစရာစကားကိုမရှိတော့မတက်တာလို့ဒါအောက်ညင်ပြီးငိမ့်ခံနေရတာဘယ်သူမှဒီလိုရက်ကိုမကြိုက်ဘူးเนาะအဲ့တော့ဟိုဘက်ရက်ကဘောမအောက်တန်းစားတွေလို့ပြောချင်ပါတယ်เนาะအလကားနဲ့အလကားဘောကြီးပဲမမပါနဲ့လို့เนาะမင်းတို့တိုင်းပြည်ကိုတကယ်ချစ်တယ်နိုင်ငံကိုတကယ်ချစ်တယ်ဆိုရင်မင်းတို့ဘောမဖို့တီးတံမဲ့ခေါင်းတွေကိုမထည့်နဲ့လို့เนาะအမှန်တရားနဲ့ပြောရဲဆိုရမယ်ဟိုဇော်ဘုံဆိုရကောင်ဘယ်ရောက်နေလဲဟမ်ပြောတော့အမှန်တရားပြည်သူဘက်ကယက်တည်မယ်ဆိုရကောင်ဟမ်မင်းအခုတော့မပြောရဲတော့လားဒီကိစ္စမင်းတို့ဖမ်းမှာဆိုလို့လားဟမ်မင်းပြောတော့ဒီမှာလည်းမကြောက်ဖမ်းမှာလည်းမကြောက်ဆိုပြောလေဒီလိုကိစ္စမျိုးမင်းတို့ပြောအောင်မင်းတို့နိုင်ငံနဲ့ပြည်သူတကယ်ချစ်တယ်ဆိုပြောအောင်မင်းတို့ဘယ်ဘက်မှမလိုက်နဲ့မင်းတို့တော်လိုင်းဘက်လိုက်ပါလို့လည်းမပြောဘူးဟုတ်လားစစ်ကောင်စီဘက်လိုက်ပါလို့လည်းမပြောဘူးဒါပေမဲ့အမှန်တရားကိုပြောရဲဆိုရတဲ့လူဖြစ်နေဖို့မင်းတို့လိုအပ်တယ်မင်းတို့နိုင်ငံတကယ်ချစ်တယ်ဆိုရင်မင်းတို့အမှန်တရားကိုတကယ်ပြောရဲဆိုရရမယ်ဟုတ်လားဟိုစစ်ကောင်စီကလောက်တာကိုစစ်ကောင်စီကလောက်တာမဟုတ်ပါဘူးဒီဇွန်နာကြော်စိုးပြောတာကိုကြည့်လက်နဲ့ခရမ်းထားတဲ့တိုက်ကအပူချိန်နဲ့ပေါက်ကွဲတာဖြစ်နိုင်ပါမလားအဲ့ရလက်နဲ့ခရမ်းလုံတဲ့လူတွေကဥနောက်ရှိရဲကွာနော်အတိညာမရှိတဲ့လူတွေမဟုတ်ဘဲအပူချိန်နဲ့ထားရင်ဘယ်လိုဖြစ်နိုင်လဲဆိုတာသိတယ်နော်နောက်ပြီးတော့အဲ့လက်နဲ့ခရမ်းလုံတဲ့ပိုက်တွေကလွယ်လွယ်နဲ့မပေါက်ဘူးလွယ်လွယ်နဲ့မပူဘူးနော်မင်းတို့အဲ့လောက်တော့မင်းတို့ခေါင်းထဲမှာရှိတာကဲအဲ့တော့တကယ်ချင်းနေနဲ့ကျွန်တော်ဘာဆက်ပြောရမလဲဆက်ပြီးပြောမမရန်နေပါလာတော့မယ်အဲ့တော့တကယ်ချင်းတို့အနေနဲ့ဘာပြောချင်လဲဆို comment လေးဝင်မှန်းငယ်နော်ကျွန်တော်တို့ຫນွေကနောက်ထပ်ဗီဒီယိုလေးနဲ့ပြန်လာခဲ့ပါမယ်